အားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းအရာကတော့ပြူခေတ်အုတ်ချက်ဘော်ကကလေးချေရနဲ့ပြူခေတ်အုတ်ချက်တွေအကြောင်းပဲဖြစ်ပါတယ်ပြူအုတ်ချက်တစ်ခုမှထင်ကြံရစ်ခဲ့တဲ့ချေရကလေးဟာလွန်ခဲ့တဲ့နှစ်ပေါင်း2000နီးပါးကချစ်စပွဲတီတီတတကလေးတယောက်နင်းသွားခဲ့တာပဲဖြစ်ပါတယ်ခြေဘွားလေးကဖူးပြေမိုးမောက်နေလို့ကြမ်းကြမ်းမာမာနဲ့လွတ်လပ်ပေါ်ပါစော်ကစားရင်းနင်းမိတယ်ထင်ပါတယ်ဒီလိုခြေဘွားလေးကိုပြုခေတ်အသုံးပြုခဲ့ကြတဲ့အုတ်ချက်တွေမှာကလေးခြေရတွေမကပဲလူကြီးခြေရလူလက်ပိုင်းခြေရဒါပြင်တိရစ္ဆာန်ခြေရတွေဖြစ်တဲ့ခွေးခြေရနွားခြေရစသဖြင့်တွေ့ရှိကြရပါတယ်ပြုခေတ်ကအုပ်လုပ်တဲ့အခါမိမဖုတ်ခင်နေလန်းကြပုံရပါတယ်အဲ့ဒီအခါဒါမျိုးအရာလေးတွေကအမှုမဲ့အမှန်မဲ့ပါလာတတ်ကြပါတယ်နေလန်းနေတဲ့ရှွန်းအုပ်တွေပေါ်ကိုပြေးလွှားရင်စော်ကစားရင်အလုပ်လုပ်ရင်နေမိကြပုံပါပဲဒါရွယ်ချက်ရှိလုပ်ခဲ့ကြလိမ့်မယ်လို့တော့ယူဆလို့မရပါဘူး။ဘာဖြစ်လို့လဲဆိုတော့အုပ်တွေပေါ်ထင်ရှားရစ်ကြတဲ့အရာများဟာရုတ်တရက်နင်းသွားခဲ့ပုံရပါတယ်။တစ်ခုနဲ့တစ်ခုပုံစံတွေကလည်းမတူကြသလိုအုတ်ခဲတစ်လုံးရဲ့မျက်နှာပြင်မှာအနေအထားတွေကလည်းမတူကြပါဘူး။ပြူခေတ်အုပ်တွေမှာရွယ်ချက်ရှိနဲ့စာလုံးတွေနဲ့လေရေးစင်းတွေရိုက်နှိပ်ခဲ့ကြတာတွေကတော့များစွာတွေ့ရှိရပါတယ်။ဘာမှမပါပဲပြုလုပ်ထားတဲ့အုပ်တွေလည်းတွေ့ရပါတယ်။များသောအားဖြင့်ပြူအုပ်အရွယ်စားများဟာလျား18လက်မှအနံ9လက်မှဒူ3လက်မှ18 93အရွယ်အစားအုပ်တွေဖြစ်ကြောင်းတွေ့ရပါတယ်။ဒီတိုင်းတာတွေဟာတကယ်တော့အုပ်ဖို့အုပ်ပုံစံယူတဲ့လူရဲ့ body measurement တွေဆိုလည်းမမှားပါဘူး။အုပ်ကိုဖြတ်တောက်ရတဲ့လူရဲ့တတောင်ဟာ18လက်မှရှိပြီးတတော်ဟာ9လက်မှရှိပါတယ်။ဒူကတော့အဲ့ဒီလူရဲ့လက်လေးလုံးဟာ3လက်မှရှိပါတယ်။မယုံရင်ကိုယ့်လက်ကိုပြန်ပြီးတိုင်းကြည့်ရင်သိနိုင်ပါတယ်လူကောင်ညှက်တာနဲ့ထွားတာနဲ့ရှည်တာနဲ့တူတာနဲ့အနှဲငယ်စီပဲကွာကြောင်တွေ့ရပါလိမ့်မယ်ယခုအခါပေရိုးတွေနဲ့တိုင်းညထွားကြလို့တဘာဝတိုင်းတာခဲမှုနဲ့ဝေးကွာခဲရခြင်းဖြစ်တယ်လို့ယူဆမိပါတယ်ပြူရရမြေကိုမိဖုတ်တဲ့အတက်မှာအင်မတန်မှကျွမ်းကျင်လိမ့်မာတာကိုတွေ့ရပါတယ်အုတ်တွေကိုမိဖုတ်တဲ့အခါမိအကျက်ညီလာပါတယ်ဒီလိုမိအကျက်ညီအောင်လဲရှွန့်နေစဉ်ကလေးကစပက်ကုံတွေထည့်သွင်းပြီးရောနှောပြီးနေလေးရှိပါတယ်။ဒါကြောင့်မီးဖုတ်တဲ့အခါထူထဲလာတဲ့အုပ်ရဲ့အတွင်းသားတွေအတွင်းကစပက်ကုံမီးလောင်စေခြင်းဖြင့်မီးအကျက်ညီတဲ့အုပ်တွေကိုရရှိပါတယ်။ဒီထက်ပညာသားပါလာတဲ့အပူချိန်ထိန်သိင်ခြင်းတက်ပညာလည်းရှိခဲ့ပုံရပါတယ်။ဘာဖြစ်လို့လဲဆိုရင်ပြူခေတ်အုပ်တွေထက်များစွာကြီးမားတဲ့မြေမီးဖုတ်ရုပ်ကြွများစွာကိုလည်းမီးအကျက်ညီအောင်ဖုံးနိုင်ခဲ့ကြလို့ပဲဖြစ်ပါတယ်